အခြေအနေအဆိုးဝါးဆုံးအချိန်ရောက်တဲ့အခါမှာစာတန်အလုံးနေပြီလို့ယုံဖို့မဟုတ်ဘူးအခြေအနေအဆိုးဝါးဆုံးထဲမှာနတ်ဆိုးလုံးနေပြီလို့ယုံဖို့မဟုတ်ဘူးအခြေအနေတွေဆိုးဝါးသလိုဖြစ်နေတဲ့အချိန်မှာပင်လဲငါထာဝရဘုရားအလုံးနေပြီငါထာဝရဘုရားငါဖက်ကနေစစ်တိုက်ပေးမယ်ငါဖခင်ကငါမိသားစုကာကွယ်ပေးမယ်ဒါကြောင့်အမောင်မိုက်ဆုံးသောလို့ခံစားတဲ့အချိန်မှာပင်လဲဖခင်အလုံးတယ်လို့ယုံကြည်တော်သူများဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေဖခင်အလုံးမလုပ်တော့ဘူးလားဒီအခြေအနေတွေဖခင်မမြင်ဘူးလားဒီလောက်ဒီဆိုးဝါးနေတာဖခင်ခင်ပဲမှာလဲလူသားတွေကပေးကြတယ်ဖခင်အလုံးမလုပ်တာမဟုတ်ဘူးဖခင်သခင်ကတင့်အတွက်လှုပ်ပေးနေတယ်ယေရှုကပြောတယ်ငါခမဲတော်ဒီယခုတိုင်အောင်အလုပ်တယ်ဖခင်သခင်အလုပ်တယ်လို့ယုံကြည်ဖို့လိုတာဖြစ်တယ်လူတွေအတွက်မောင်မိုက်တယ်အမင်္ဂလာဖြစ်တယ်အခြေအနေမကောင်းဘူးလို့ထင်ပေမဲ့ဘုရားသားသမီးများဖြစ်တဲ့တင့်အတွက်တော့အဲ့ဒီမောင်မိုက်ထဲမှာဘုရားသခင်ဟာပန္တာဥစ္စာကိုတင့်အတွက်ပြင်ဆင်ပေးထားနိုင်တော်ဘုရားဖြစ်တယ်အခြေအနေဆိုးရတဲ့အချိန်မှာတော့ယုံကြည်ပါတင့်အတွက်ဘုရားသခင်အခွင့်အရေးပြင်ဆင်ထားတာဖြစ်တယ်